ပြည့်ရခြင်းအကြောင်းတရားကနှစ်ချက်ရှိတယ်နောက်မှလည်းပါမယ်ထင်ပါတယ်နော်ဘာသာပြောင်းသွားရင်တရဏဂုံပြတ်တယ်ဘာသာပြောင်းနေတာယုံကြည်ချက်ပြတ်သွားတာလေဘုရားပေါ်မှာယုံကြည်မှုတရားပေါ်မှာယုံကြည်မှုတန်ခါပေါ်မှာယုံကြည်မှုပြတ်သွားရင်တရဏဂုံပြတ်တယ်နောက်သေသွားရင်တရဏဂုံပြတ်တယ်နော်ဒီမြန်မာလူမျိုးတွေကလူသေးသလိုရှိရင်တရဏဂုံတင်ကြတယ်လေတကယ်တော့လူသေးကောင်တရဏဂုံတင်လို့မရဘူးနော်ဒါလည်းဒါဘာခေါ်မလဲဆိုတော့မှားရနေတဲ့ဒရေတစ်ခုဖြစ်နေတယ်နော်လူသေးကောင်တရဏဂုံတင်လို့မရဘူးလူသေးကောင်တရဏဂုံတင်လို့မရဘူးအခုယနေ့ခေတ်မှာတော့ဒါလူသေးတရဏဂုံတင်ရတယ်ဆိုဒရေတစ်ခုတော့ဖြစ်နေကြတာပဲနော်လူအသေးကောင်တရဏဂုံတင်လို့မရဘူးအဲ့တော့အတုပါရှုရောက်လာတဲ့တရားနာပရိသတ်တွေကိုတရဏဂုံပေးတယ်လို့ပြောရင်နည်းနည်းတော့တော်သေးတာပေါ့ဒါလည်းသူတို့ဟာတရဏဂုံပြတ်နေတာမဟုတ်ဘူးနော်သူတို့ဒီဗုဒ္ဓဘာသာအဖြစ်ပဲရှိနေတယ်လေတရဏဂုံပြတ်မနေဘူးဒါပေမဲ့ဆောက်ကြည့်လိုက်တော့ကုသိုလ်ရတာပေါ့နော်ဒါကြောင့်ဦးဇင်းတို့ဒါကိုလည်းယနေ့ချိန်ဒီဟိုခုနဆရာကြီးပြောသလိုပေါ့နော်အပုံမဲသိလျက်နဲ့အပြစ်မရှိတော့လဲဒါကိုဆက်လက်လုပ်နေကြတာပေါ့နော်ဘာလို့တကယ်တော့အပုံပဲလေဘာလို့အလောင်းကောင်ကိုလည်းတရဏဂုံပေးလို့မရအောင်အတုပါရှုလာတဲ့ပရိသတ်ကလည်းတရဏဂုံပြတ်နေတဲ့လူတွေပရိသတ်တွေမဟုတ်ဘူးအဲကြောင့်အပေါ်လိုဖြစ်နေတယ်ဒါပေမဲ့အပြစ်မရှိတော့လဲစောက်ကြည့်ရတဲ့ကုသိုလ်ရတဲ့ကြောင့်လဲဒါကိုတက်ခက်ကျင်းတဲ့သဘောပြောတာပါနော်ဆိုတာကကိုလုပ်တဲ့အလုပ်ကိုဟိုဘာအိဗယ်ရှိတယ်လဲဆိုတာကိုသိဖို့အတွက်ပြောပြတာပါနော်အဲကြောင့်ခုပြောနေတာကဖျားပေါ်မှာယုံကြည်တဲ့စိတ်မပြတ်သမျှကာလပတ်လုံးတစ်သက်လုံးတရဏဂုံတည်သူနော်တစ်ချိန်တစ်ခါနော်တစ်ချိန်တစ်ခါစောက်ကြည့်လိုက်တော့ ਨੇ တရဏဂုံတည်သွားပြီအမြဲတမ်းဆိုစရာလို့လားဘယ်ခါမှပြတ်မှာတော့အေးသေးတဲ့ခါပြတ်မယ်နောက်ဘာသာပြောင်းရင်ပြတ်မယ်ဘာသာပြောင်းနေဆိုတာယုံကြည်မှုပြတ်တာပြောတာနော်ဟုတ်ပြီထက်ကစောက်တည်နေဖွဲ့မလိုပါဘူးတွေ့ကပြရတွေ့လားနော်တရဏဂုံကိုထက်ကဆိုနေကြလိုလားမလိုဘူးနော်ယခုကာလ၌ကတဲ့သီလစောက်တည်တိုင်းထက်၍တရဏဂုံစောက်တည်လေးရှိရသည်တဲ့ဆရာတို့ပြောသလိုတော့ရှိပါနော်သို့တော်တဲ့အပြစ်မရှိ၍ထိုနည်းကိုမပြည့်လို့ပါတကယ်တော့အပူပဲနော်တရဏဂုံမပြတ်တာဟုတ်တယ်မလားတရဏဂုံထပ်ပြီးစောက်တည်ကြလို့သေးလားမလိုဘူးအပူပဲနော်ဒါပေမဲ့ဆိုတော့အပြစ်မရှိတဲ့အတွက်ကြောင့်မပြည့်ဖြစ်တော့ဟုတ်လားဒါကိုပယ်ပါလို့ဆိုရင်မတိုက်တော့ဘူးနော်ဟာအပူပဲလီပယ်ဖြစ်ပါလို့မပြောပါဘူးဘာလို့အပြစ်မှမရှိတာဒါဦးစင်အမြဲတမ်းပြောပါတယ်နော်ပြုပြင်စရာတွေများစွာထဲမှာအပြစ်မရှိတဲ့ဟာမျိုးဆိုရင်တော့တေချာပေါက်ပြုပြင်သင့်ပါတယ်အပြစ်ရှိတဲ့ဟာမျိုးဆိုရင်တော့တေချာပေါက်ပြုပြင်သင့်ပါတယ်အပြစ်ရှိနေတာကိုအပြစ်မရှိတာဟုတ်ဆိုရင်တော့မေ့ထားလို့ရရင်မေ့ထားလိုက်တာကောင်းပါတယ်နော်ဒါကတရဏဂုံတစ်ချိန်စောက်တည်ုံနဲ့ရတဲ့အကြောင်းလေးပြောထားတာနော်နိုင်မထိုးသေးဘူးလားကပ္ပိယ9မိနစ်လားဟုတ်လားအေးဟုတ်ပြီမမြင်ရတော့ဟုတ်လားတရဏဂုံတင်ကြပုံတဲ့ယတနာသုံးပါးကိုမကိုးကွယ်လို့သောအခါမကိုးကွယ်လို့ဆိုတာခုနဘာသာပြောင်းသွားတာနော်အသက်ဆုံးသောအခါသိတဲ့အခါနော်တရဏဂုံပြတ်တယ်ပြတ်တယ်ကပြရတယ်